personality MBTI test ပြီးတော့အခု face typing test ဆိုပြီးခေတ်စားနေတယ်။အဲ့ဒီမှာလဲ face typing ကို16မျိုးထိခွဲခြားထားပြီးတော့သူ့ရဲ့ code အရာဆိုရင်တော့10မျိုးရှိတယ်။ပထမ code တစ်ခုကတော့ D သို့မဟုတ် N လားပေါ့။ D ဆိုတာကမျက်နှာမှာရှိတဲ့မျက်လုံးနှာခေါင်းနှာခမ်းလေးတွေကနူးညံ့တဲ့အသွင်ပြင်ပေါက်နေမယ်။အထူးသဖြင့် low facial weight ပဲနွယ်မယ်ပေါ့နော်။ N မှာဆိုရင်မျက်လုံးနှာခေါင်းနှာခမ်းတွေကထင်းနေပြီးတော့ high facial weight ပဲပူနွယ်မယ်ပေါ့နော်။နောက်တစ်ခုကကျတော့ Y ဒါမှမဟုတ် S လားပေါ့။ Y ကကျတော့နုပြိုတဲ့ရုပ်ထွက်ပြီးတော့ S ကကျတော့ရင့်ကျက်တဲ့ရုပ်ထွက်မယ်ပေါ့နော်။နောက် code တစ်ခုကတော့ F လား M လားပေါ့။အမျိုးသမီးဆန်တဲ့ရုပ်ရည်ရှိရဆိုရင် F ဖြစ်ပြီးတော့အမျိုးသားဆန်တဲ့ရုပ်ရည်ရှိရဆိုရင်တော့ M ဖြစ်မယ်ပေါ့နော်။နောက်ဆုံး code တစ်ခုက K ဒါမှမဟုတ် Z လားပေါ့။ K ကကျတော့ဒီမျက်နှာအယိုးတစ်ခုကနေတိုင်းကြည့်ရင်မျက်နှာကကျယ်ပြီးတော့ Z ဆိုရင်တော့ကျင်းမယ်ပေါ့နော်။ကျမရဲ့အမြင်ကပြောရရင် DYFK က low facial weight ဘက်က code တွေဖြစ်ပြီးတော့ NSMZ ကတော့ high facial weight ဘက်ပူနွယ်တဲ့ code တွေဖြစ်မယ်လို့ထင်တယ်။ကျမရဲ့မျက်နှာပုံစံရဆိုရင်ဒီ face typing 16မျိုးထဲမှာ DYFK လို့ထင်တယ်ပေါ့နော်။ဒီ face typing ကလည်း random လို့ခေါ်တဲ့ရှောင်းအုပ်စု social media ဆင်းသက်လာတော့ဒီ face typing system ကပျော်ရမ်းခွဲခြားထားတဲ့လှပ trend တစ်ခုပဲဖြစ်ပြီးတော့အိပ်ပန်နိချအတည်ပြုထားတာတော့မဟုတ်ဘူးပေါ့။အခုကြည့်နေတဲ့သူတွေရောဒီ face typing 16မျိုးထဲမှာဘယ်အမျိုးအစားလို့ထင်ကြလဲ